စီကောင်စပြားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချစ်ရတဲ့ပကွက်ကြားလေးဘေးမှာမရှင်းဒီလက်ဖွားလေးမနှွေမင်းဆက်တဆပြတ်သွားတဲ့နေ့ကိုငါဝင့်ညက်ထွက်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းချမ်းတာမို့တင်းတို့ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းတွေ့တဲ့ရဖို့ဆိုငါနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြော့ခွန်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာမျိုးမင်းတို့သိရတဲ့လိပ်ပြလေးဘယ်တော့မှမနာနဲ့ခေါင်ရပန်းဟာကိုခဏငါတောင်းတဲ့သူ့အတွက်တဘွားလုံးစားသိကြမိနေတဲ့ကိုအလွန်မီခွတ်ထွက်ရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့ပဲတီမာတီနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေတဲ့သူတယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းနေကြစီအမြဲပို့လမ်းခွဲစကောက်ပုံတွေမတွေ့ကြည့်တဲ့လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်တဲ့ငါဖုန်းခုလုံးမင်းတပ်ပုံပြပဲလို့မှဒီတည်းပြန်လာမယုံနေတတ်သေးငါ့ကိုလို့တော့အကုန်နေတက်ပေးလဲမင်းအမတကူကြအကုန်ချစ်ဖြတ်ပေးမယ်မင်းနဲ့ပတ်သက်ငါမှနာဆိုရမစီးဘယ်နဲ့အောက်ကပုံနေတတ်သေး